ဆရာတို့လက်သီးအုပ်စုရဲ့တတိယအုပ်စုထူအုပ်စုကိုသွားမယ်နော်ပထမအုပ်စုကထိုးအုပ်စု10မျိုးရှိတယ်ဒုတိယအုပ်စုကဆရာတို့ပေါင်းအုပ်စု3မျိုးရှိ3မျိုးရှိတယ်အခုဆရာတို့ထူအုပ်စုမှာ4မျိုးပေါ့4မျိုးမှာဆရာတို့အပြင်ကို3နိုင်ရယ်အတွင်းကို3နိုင်ရယ်ဆိုပြီးတော့ရှိတယ်အပြင်ကို3တဲ့ဟာတော့များတယ်အဲ့ဒီမှာ3ခုပေါ့နော်အဲ့ဒါကိုဆရာဒီတစ်ခါတော့ဆရာ2မျိုးပြမယ်4မျိုးတည်းရတယ်နော်ဒီပြလိုက်အဲ့တော့ဆရာနံပါတ်1ကကျတော့ဆရာနှစ်ထင်ကိုဒီလိုထောက်ပြီးတော့ဒီလက်ကိုဒီမှာနော်အခုဆရာတို့လက်ကဒီမှာဒီလိုရှိရမှာဒီလိုဒီနှစ်ထင်မှာထောက်ထားပြီးတော့ကိုယ့်ရဲ့နှစ်ထင်နဲ့တည်းအဲ့ဒီမှာဒီလက်ကကတ်မထောင်အောင်ချဲထားကိုယ့်ရဲ့နှစ်ထင်ဒီလက်ကဒီလိုမဟုတ်ဘူးเนาะဒီလိုမဟုတ်ဘူးเนาะဒီလိုချိုးထားပြီးတော့ဒီကနေဒီမှာတော့မချိုးထားဘူးဒီမှာထုလိုက်တဲ့အခါမှာချိုးသွားမယ်နှစ်ထင်ကိုเนาะယူထားလိုက်ပါ1 2 3 4ဟုတ်ပြီ1 2 3 4ဟုတ်ပြီရှုပ်ပြန်နေအဲ့တော့ဆရာနောက်တစ်မျိုးကကြောက်အခုဆရာတို့မင်းတို့လက်ကဒီလိုရှိရမှာရှေ့ဆိုဒီလိုလှည့်လိုက်အဲ့ဒီတန်းဒီလိုယူပြီးတော့နှာနုကိုထူအောင်နော်ယူထားလိုက်ပါ1 2 3 4ဟုတ်ပြီ1 2 3 4ဟုတ်ပြီအဲ့တော့ဆရာ2မျိုးပေါင်းလုပ်မယ်နော်1 2 3 4ဟုတ်ပြီဟိုဘက်လှည့်လိုက်မယ်1 2 3 4ဟုတ်ပြီနောက်ရှေ့အောင်အုပ်စုနဲ့ပြန်ပေါင်းပြီးတော့ကျင်နော်ဆရာဘေးတိုင်းမပြတာကိုရှေ့တစ်မျိုးပဲပြလိုက်တော့မယ်နော်အားလုံးပေါင်းပြီးထိုးမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
6ခွန်8 9 10 11 12 13 14 15 16 19 18 19 20 21 22 23 24 25 26ဟုတ်ပြီအဲ့တော့ဆရာဒီမှာ2အုပ်စုဒီမှာခဏရက်ထားမယ်နော်